တော်တို့ဒီ Pride လုပ်ငန်းတွေ Pride ဆောင်ရွက်တယ်ဆိုတာကဒါနှလုံးသားလှမှအများအတွက်နစ်နာခံနိုင်မှဒါလုပ်လို့ရတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့အများကြီးစိတ်သက်တွေတက်တည်ရှိဖို့လိုတယ်အဲ့လိုစိတ်သက်တွေတက်တည်ရှိတဲ့လူကိုကျွန်တော်တို့ကဒီဘက်ကကျွမ်းကျင်မှုတွေပေါ့နော်ထပ်ပြီးတော့ဒါဒီလိုသင်တန်းတွေကဖြစ်ပေးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီသင်တန်းတွေမှာကျွန်တော်တို့ကဒီပါဝင်တဲ့ဒီလူငယ်တွေဟာပေါ့နော်ဒီကိုယုံကြည်မှုလည်းရောက်ရမယ်နောက်ပြီးတော့ဒီပညာတွေတက်သွားတဲ့အခါမှာကိုယ့်ပတ်ဝန်းကျင်မှာဒီလိုမျိုးသဘာဝဘေးနဲ့ဖြစ်ခဲ့ရင်လည်းပဲဒါယုံကြည်မှုရှိနဲ့ပေါ့နော်ဒါကိုသက်ဆွမ်းသလောက်ကိုဒေတာအကျိုးအတွက်ကိုဒါတည်ဖို့နိုင်တယ်ဆိုတော့ဒါယုံကြည်ရမယ်နောက်ပြီးတော့နောက်ထပ်လူငယ်တွေအနေနဲ့လည်းဒီလိုသင်တန်းမျိုးတွေရှိပါလားပေါ့နော်တက်ရောက်လို့ရှိလို့ရှိရင်ကိုယ့်အတွက်ကောအများအတွက်ကောအကျိုးရှိတဲ့လူမျိုးလုပ်ငန်းလုပ်ခွင့်ရပါလားဆိုတဲ့ဒါယုံကြည်မှုတွေပေါ့နော်ရှိသွားတဲ့အနေနဲ့ဒီသင်တန်းတွေစောင့်တာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့အဓိကတော့ပေါ့နော်ကျွန်တော်တို့ဒီလူသင်တန်းမျိုးကအများကြီးကျွန်တော်တို့ဒါလုံးဝမှာဖြစ်ပါတယ်ဒီလိုမျိုးလုံးနိုင်တဲ့အတွက်လည်းကျွန်တော်အများကြီးဝမ်းသာပါပဲနောက်လည်းကျွန်တော်တို့ဒီ comedy အနေနဲ့ပေါ့နော်ဒီမျိုးဆက်တဲ့လူငယ်တွေအများကြီးကိုထပ်ပြီးတော့လူသင်တန်းတွေအများကြီးဒီထပ်ပို့ပြီးတော့ကောင်းတဲ့သင်တန်းတွေအများကြီးလည်းကျွန်တော်တို့အခါအားလျော်စွာပေါ့နော်ကျွန်တော်ဒါဒီရင်းနဲ့ဘောလုံးမျိုး comedy အနေနဲ့လည်းကျွန်တော်တို့ဒါပေးတော့မှဖြစ်ပါတယ်ခင်ဗျာအားကစားနဲ့လူငယ်ကြီးကထောက်ကူပြုလုပ်ငန်းကော်မတီအနေနဲ့ပေါ့နော်ဒါရန်ကုန်တိုင်းဒေသကြီးရဲ့ဒါအကိုစားပြုအားကစားအသင်းတွေပေါ့နော်ကျွန်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်အားကစားပွဲတွေမှာရှင်ပြိုင်တဲ့အခါမှာအောင်နိုင်ရေးအတွက်လည်းတစ်ဖက်တစ်လမ်းနဲ့ကျွန်တော်တို့ဆောင်ရွက်သွားဖို့ရှိပါတယ်နောက်ပြီးတော့တိုင်းဒေသကြီးရဲ့အားကစားကဏ္ဍဖွံ့ဖြိုးရေးနောက်အဓိကတော့လူငယ်ကဏ္ဍပေါ့တိုင်းဒေသကြီးရဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလူငယ်တွေရဲ့ကျွန်တော်တို့ဒါဘဝမြင့်နေလူငယ်တွေရဲ့ပညာရေးကျန်းမာရေးဘဝလုံခြုံရေးနောက်မွေးရစေးနဲ့အခြား PPC ရဲ့အန်ဒီတွေကကာကွယ်ဖို့နောက်စာပေရင်းချင်းမှုအနုပညာကဏ္ဍတွေမှာတိုးတက်ဖို့နောက် social media ကိုကောင်းမွန်စွာသုံးချလိုက်ဖို့စတဲ့လူငယ်အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေကိုတိုင်းဒေသကြီးကိုကျွန်တော်တို့အခြေပြုပြီးတော့ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒါကျွန်တော်တို့နိုင်ငံကိုချစ်တဲ့စိတ်ကျွန်တော်တို့တိုင်းဒေသကြီးကိုချစ်တဲ့စိတ်နဲ့ကျွန်တော်တို့ဒီကော်မတီမှာပါဝင်တဲ့ညီကိုမောင်နှမတွေအားလုံးကတက်ညီလက်ညီကြိုးစားဆောင်ရွက်နေကြပါတယ်ကျွန်တော်လူငယ်တွေရဲ့အနာဂတ်မှာပုံမကောင်းမွန်တဲ့လူဖွဲ့စည်းတွေဖန်တီးနိုင်မှုအတွက်နောက်တိုင်းပြည်ရဲ့အနာဂတ်လှပဖို့အတွက်မိဘပြည်သူများကလည်းလူငယ်တွေကိုလမ်းကြောင်းတက်မဲ့ပေးပြီးတော့တစ်ဖက်တစ်လမ်းနေပါဝင်ဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်ခင်ဗျာကျွန်တော်တို့ဒီလူငယ်စင်တာကြီးကတော့2025ခုနှစ်မတ်လ23ရက်နေ့မှာစတင်ပြီးတော့ဖွင့်လှစ်ထည့်ရကျွန်တော်တို့ဒီညီကိုမောင်နှမတွေဒီမှာတက်ညီလက်ညီဆောင်ရွက်နေကြတာပါကျွန်တော်တို့ဆောင်ရွက်နေစဉ်ကာလမှာမမျှော်လင့်မဲနဲ့ဒီမတ်လ28ရက်နေ့မန္တလေးငလင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဖြစ်ပွားခဲ့တဲ့အခါမှာလည်းဖြစ်ပွားပြီး48နာရီအတွင်းမှာဒါခုဒီမှာကျွန်တော်တို့ညီကိုမောင်နှမတွေပေါ့နော်အချိန်နဲ့တပြင်းညီသွားရောက်ပြီးတော့ဒါကျွန်တော်နေပြီးတော့မန္တလေးအဲ့ဒီနေရာတွေမှာကျွန်တော်တို့ကယ်ဆယ်ရေးလုပ်ငန်းတွေလှူဒန်းရေးလုပ်ငန်းတွေကိုကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးသွားတဲ့ဒေသတွေပြည်내ထူထောင်ရေးအတွက်ကိုရုပ်ရှင်သဘင်ဂီတဖျော်ဖြေပွဲကြီးကိုလည်းရန်ကုန်မြို့မှာကျင်းပတဲ့အခါမှာကျွန်တော်တို့လုပ်ငန်းကော်မတီရဲ့ဦးဆောင်မှုနဲ့ပါကျွန်တော်တို့ဒုတိယဥက္ကဋ္ဌဦးထေးလင်းရနေပြီးတော့ဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးတော့ကျွန်တော်တို့ဒီလူငယ်စင်တာမှာပါဝင်ဆောင်ရွက်နေတဲ့လုပ်ငန်းကော်မတီတွေအားလုံးပူးပေါင်းပြီးတော့လောအားဒါန3ရက်တန်ပြုပြီးကျွန်တော်တို့ဆောင်ရွက်ခဲ့ကြပါတယ်ကျွန်တော်တို့ဒီရင်းရင်းနဲ့ဘွားလုံးညီကော်မတီရဲ့အဓိကရည်ရွယ်ချက်ကတော့ရန်ကုန်တိုင်းဒေသကြီးတွေမှာရှိတဲ့ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့တွေစုစည်းပြီးတော့တိုင်းဒေသကြီးအတွင်းမှာသဘာဝဘေးတွေဖြစ်ခဲ့ရင်ကူညီဖို့တော့အခြားတိုင်းဒေသကြီးပြည်နယ်တွေမှာမမျှော်လင့်မဲနဲ့သဘာဝဘေးရင်းတွေပေါ်ပေါက်လာခဲ့လို့ရှိရင်အချင်းတပြင်းကြီးသွားရောက်ကယ်ဆယ်နိုင်ဖို့ဆိုရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းဆောင်ရွက်ထားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကလည်းအတက်နိုင်ဆုံးဒီပေါ့နော်ကယ်ဆယ်ရေးပညာတွေပြပြဝသင်ယူပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒါအချင်းနဲ့တပြင်းကြီးကယ်ဆယ်မှုတွေလုပ်နိုင်မှုတွေကိုစ조사ပြင်ဆင်လေ့ကျင့်လျက်ရှိပါတယ်ဒီနေ့လုပ်တဲ့ခန္ဓာလေးကတော့ကျွန်တော်ယနေ့ဖြစ်ပေါ်နေတဲ့တဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ Pride ညီနောင်တွေကိုဒီ Pride နဲ့ပတ်သက်တဲ့တည်တည်ထိုက်တဲ့သင်တန်းလေးတွေဖြစ်ပေးခြင်းဖြစ်ပါတယ်ဒါကတော့တဘာဝဘေးအန္တရာယ်တွေကြိုတင်ကာကွယ်စီစဉ်ခြင်းလို့ပဲကျွန်တော်တို့မှတ်ယူပေးပါဗျကျွန်တော်တို့ဒီ EMS မြန်မာအနေနဲ့ကျွန်တော်တို့ကရည်ရွယ်ချက်ကတော့ပြည်내တိုင်းတည်တည်မှာရှိတဲ့ Pride အသင်းဖွဲ့တွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီမှာတဘာဝဘေးအန္တရာယ်တွေရေမတော်တဆဖြစ်မှုတွေနဲ့လမ်းကြောင်းတစ်လျှောက်မှာအရေးပေါ်ဖြစ်စဉ်များဖြစ်လို့ရှိရင်ကိုကြီးနိုင်အတွက်ကျွန်တော်တို့ P2P ကျွန်တော်တို့ဒီ online ကျွန်တော်တို့ channel လေးနဲ့ပူးပေါင်းပြီးတော့ချိတ်ဆက်ပြီးတော့အကူအညီပေးဆောင်ရွက်ခြင်းဖြစ်ပါတယ်ဗျကျွန်တော် private သမားတွေကတော့ဒီလောကကိုဝင်လာတဲ့ဆိုတော့ကျွန်တော်ပြည်သူ9ရက်သားသမီးတွေကိုကူညီဖို့အတွက်ကိုကျွန်တော်တို့ကရည်ရွယ်ပြီးဝင်လာတာပါမြည်သည့်အကျိုးရလဒ်မှာပြောပြီးဝင်လာတာမဟုတ်ပါဘူးဝါသနာနဲ့ကျွန်တော်တို့ဒီစေတနာတွေကိုအရင်ခံပြီးတော့လုပ်တဲ့အတွက်အဖက်ဖက်ကနေဘယ်လိုကူညီရမလဲဆိုတာပဲစဉ်းစားပြီးတော့ညှိနှိုင်းတိုင်ပင်ပြီးတော့ကြာမာရေးလူမှုရေးကျွန်တော်သဘာဝဘေးရန်တွေကိုဝိုင်းဝန်းကူညီခြင်းအဖြစ်လဲကျွန်တော်တို့ဒီလိုလေးတွေလုပ်ဖို့အတွက်ကိုအမြဲတမ်းရင်ထဲမှာပီတိဖြစ်ရပါတယ်ရှေ့ဆက်မဲ့လုပ်ငန်းတွေကတော့ကျွန်တော်အခုလက်ရှိကျွန်တော်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ပရဟိတအသင်းအဖွဲ့တွေစုပေါင်းပြီးတော့ rescue လေးတစ်ခုရှိလို့ရှိရင်ကျွန်တော်တို့ဒီရန်ကုန်တိုင်းအနေနဲ့အခြားဒေသတွေမှာဖြစ်လို့ရှိရင်အချိန်နဲ့တပြင်းကြီးသွားကူညီနိုင်ဖို့အတွက်စနစ်တကျဖွဲ့စည်းပြီးတော့သွားရောက်နိုင်ဖို့အတွက်ဒီတင်တန်းလေးနဲ့ဒီလိုအထုအဖွဲ့တွေကပူးပေါင်းပြီးတော့ဒီတင်တန်းလေးဖွင့်ပြီးတော့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ကျွန်တော်တာဝန်ထားတဲ့အပိုင်းကတော့ကျွန်တော်ရှည်ရှင်ပေါ့နော်ဒီထဲမှာဟိုနဲ့လူကယ်ဆယ်ရေးနဲ့ဒီဆက်လီမောင်းတအောင်ပေါ့ဆက်လီအမောင်းတင်တဲ့အ
ပိုင်းကိုကျွန်တော်တောင်းထားပါတယ်ဗျကျွန်တော်တို့ကတော့2011ခုနှစ်တည်းကကျွန်တော်တို့ဒီကေဇေးတင်တန်းတွေပေါ့နော်။လည်းကျွန်တော် ambulance တွေကိုစပြီးတော့လုပ်ဖြစ်ခဲ့တာပါ။အဓိကကတော့လိုအပ်နေတဲ့သူတွေပေါ့ဒုက္ခရောက်နေတဲ့သူတွေကိုတို့ကယ်ဖို့ကူဖို့စဉ်းစားပြီးလုပ်ခဲ့တာကြောင့်မို့ခုချိန်ထိလည်းကယ်ဖို့ကူဖို့ပဲအဓိကထားပြီးကျွန်တော်စောင့်နေတာဖြစ်ပါတယ်ဗျ။လူတွေအသက်ကတဲ့နေရာမှာကိုယ့်ဘက်ကဆုံးရှုံးမှုမရှိဘဲနဲ့ထိခိုက်မှုနည်းစွာနဲ့လူတွေအများကြီးအသက်ကယ်နိုင်အောင်ဆိုတော့သူတို့လူအသက်တွေကိုပို့ပြီးတော့ထိရောက်ဖိဖိစီစီကယ်နိုင်အောင်ကယ်နိုင်လိမ့်မယ်လို့ကျွန်တော်ညွှန်လင့်ပါတယ်ဗျ။ပရိုက်တာသမားတွေအနေနဲ့ပေါ့နော်ကယ်ဆယ်ရေးလုပ်တဲ့အခါမှာကယ်တဲ့အခါမှာပေါ့နော်စဉ်းစားဖြစ်အောင်ကြုံတော့မှထားကြတာမဟုတ်ဘဲနဲ့ဒီလိုကယ်ဆယ်ရေးအတွက်ကိုကြိုတင်ပြီးတော့အခုတည်းကဘေးမဖြစ်ခင်နဲ့ကြိုတင်ပြီးတော့လေ့လာသင်မှုတွေနဲ့စနစ်တကျကယ်ဆယ်နိုင်အောင်ကျွန်တော်တို့ပရိုက်တာသမားတွေစူးစမ်းနေပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျ။ကျွန်တော်တို့ကဒါဒုတိယချိန်ပြောအောင်ပေါ့နော်ပထမချိန်ကတော့ကျွန်တော်ဒီက EMS နဲ့ကျွန်တော်တို့ပထမချိန်မှာကျွန်တော်တို့ဒီရေပြင်ပေါ့နော်ရေပြင်ပေါ်မှာကျွန်တော်တို့ရေထဲမှာနေနိုင်နီးနောက်တော့ကိုယ့်ကို survival လုပ်နိုင်နီးကယ်ဆယ်ရေးသွားတဲ့အခါမှာလိုအပ်တဲ့ဆောင်ရရှောင်းရံလေးတွေနောက်တစ်ခုကဒီရေကူးနီးအခြေခံပေါ့နော်ရေပြင်ပေါ်မှာကယ်နိုင်တဲ့နီးတွေကိုကျွန်တော်တို့သင်ကြားပေးပါတယ်မနစ်ကဆိုရင်ကျွန်တော်တို့ရောက်120ကျော်130လောက်ကျွန်တော်တို့တင်ပြပါတယ်တင်ပြတော့တကယ်လက်တွေ့သူတို့ရေပြင်မှာသူတို့သွားပြီးကယ်ဆယ်ရတဲ့နေရာမှာကျွန်တော်တို့ပေးလိုက်တဲ့အသည့်တွေကျွန်တော်တို့ပေးလိုက်တဲ့ပညာတွေကအများကြီးအထောက်အကူဖြစ်ပါတယ်အတင်းတော်တော်များများပေါ့နော်ဟုတ်ကျွန်တော်ကတော့ဒီကယ်ဆယ်ရေးကတော့လုပ်နေပါပေါ့နော်ရှေ့ဆက်လဲကျွန်တော်တို့လုပ်ပြီးနေပါပါလိုအပ်မှုတွေပေါ်မူတည်ပြီးတော့ကလေးတွေကိုကျွန်တော်တို့က knowledge တွေပေးတာတွေကျွန်တော်တို့ရထားတဲ့အတွေ့အကြုံတွေသူတို့ sharing လုပ်ပေးတာတွေတက်နိုင်သလောက်ပေါ့ကျွန်တော်တို့နိုင်သလောက်ဆက်ပြီးလုပ်ပြီးတော့ပါပဲညာတဘွားပြီးဆိုတာဘယ်သူမှပြောလို့မရတဲ့အရာဖြစ်တဲ့အခါကျတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ alert ဖြစ်ပါအမြဲတမ်းနှိုးကြွားနေပါကိုအဲ့တော့တဘွားပြီးတွေကတော့သူ့ရဲ့စိုးကျိုးပစ္စည်းတွေကတော့လာနေဦးမှာပဲအဲ့တော့အဲ့အရာတွေကိုကျွန်တော်တို့ကဘယ်လိုကာကွယ်ရမလဲကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့အသည့်တွေနောက်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖတ်ရှုပါလေ့လာပါပြီးရင်ကျွန်တော်တို့ကလှုပ်ဆောင်ပါနော်နောက်ကျွန်တော်တို့ဒီနိုင်ငံတော်ကနေထုတ်ပြန်ထားတဲ့သတင်းအချက်လက်တွေကိုလည်းတဘာဝပြီးနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေအများတန်းလေးလာစောင့်ကြည့်ပါလို့ကျွန်တော်မှာကြားလို့ပါတယ်ဗျဟုတ်ကျွန်တော်ဒီလိုတင်တန်းတွေအများကြီးတက်ရတဲ့အတွက်ထူးလဲကျွန်တော်ဝမ်းသာပါတယ်ထူးလဲကျွန်တော်ဒီတက်ခဲ့တဲ့ပညာဘာသာတွေကဘယ်လောက်ထိကြိုးပမ်းနိုင်မလဲဆိုကျွန်တော်ဒီလက်ရှိဖြစ်ပြနေတဲ့ဟာပေါ်မှာမူတည်ပြီးတော့အများကြီးလုပ်နိုင်မယ်လို့တော့ထင်ပါတယ်ခင်ဗျဒီတင်တန်းတွေအကုန်ပြီးသွားပြီဆိုရင်လည်းကျွန်တော်လက်ရှိကျွန်တော်အရှိမရှိတဲ့လူငယ်တွေမသိနားမလဲသေးတဲ့လူတွေကိုကျွန်တော်ဒီရရတဲ့ပညာဘာသာရေးလို့လည်းကျွန်တော်ပြန်လဲမျှဝေပြပြီးတော့ဒီကပေးတဲ့ပညာဘာသာရေးနဲ့လည်းဒူတိုင်းကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းပြီးကူညီသွားပါမယ်ခင်ဗျကျွန်တော်တို့ဆိုရင်ဒါအရှိမလဲတော်တော်များများတက်ခဲ့ဘူးတယ်ပေါ့ဒီဒါမဲ့ဆရာအသစ်တင်နဲ့တွေ့တဲ့အခါဒီကယ်ဆယ်ရေးအသစ်တင်နဲ့တွေ့တဲ့အခါကျတော့ကိုယ့်တက်မတိနားမလဲတဲ့ဟာတွေလည်းရှိတယ်တီးပြီးသားဥစ္စာတွေကိုထပ်ပြီးတော့ဟိုပါပေါ့နှစ်ထပ်ရှိမှမှတ်မိသလိုဆိုလိုနှစ်ခါပြန်ပြီးတော့မှတ်မိတော့လဲကိုရီတော့ကအကျိုးရှိပါခင်ဗျကိုဒီပရိုက်တာကဒီကယ်ဆယ်ရေးလုံးမတွေမဟုတ်ဘူးပေါ့ကိုရှိမှအစင်မပြေလို့ခက်ခဲဖြစ်တဲ့လူကိုဘက်ကစေနာထားပြီးတော့ကုညီနောက်မှဒါလည်းပရိုက်တာစိတ်တက်ပါပဲခင်ဗျအခုဖွင့်ပေးတဲ့တင်တန်းတွေလည်းရည်ရွယ်ချက်တွေလည်းအများကြီးကောင်းတယ်အများကြီးကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီအနေအတစ်ခုကြုံလာတာနဲ့အရေးပေါ်တုတ်ပြန်နိုင်ဖို့အဓိကပေါ့နော်အရေးပေါ်တုတ်ပြန်နိုင်မှုနဲ့ဒီပရိုက်တာသမားတွေဘေးကင်းဖို့အတွက်ဘာကြောင့်လဲပရိုက်တာသမားတွေကဒီတပားသူတစ်ဖက်သားကိုကယ်ဆယ်တော့မဲ့အခါမှာကျွန်တော်တို့ဒုတိယလူနာမဖြစ်ဖို့လည်းအရေးကြီးတယ်ဒီအတွက်ဒီသင်တန်းတွေကအများကြီးလိုအပ်ပါတယ်ခင်ဗျကျွန်တော်တွေ့ကြုံကတော့ကိုဗစ်မှာစတွေ့တာပေါ့နော်ကျွန်တော်တို့ရှေ့မှာတင်သေဆုံးသွားတဲ့လူနာတွေအများကြီးကိုကြည့်ပြီးတော့ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်ရည်ရွယ်ချက်ကတော့ကျွန်တော်အသက်ရှိနေသမျှကာလပတ်လုံးကတော့ကျွန်တော်တို့ရဲ့မိသားစုလုံခြုံရမယ်ပြည်အများပြည်သူလုံခြုံမှုကျွန်တော်တို့ပေးနိုင်ရမယ်ရည်ရွယ်ချက်ပေါ့နော်အခက်အခဲကြုံလာကျွန်တော်ကူညီပေးနိုင်ရမယ်ရည်ရွယ်ချက်ပေါ့နော်မိဘပြည်သူများကိုပြောချင်တာကတော့ Pride သမားတွေကိုဝန်ရံပေးပါဘာကြောင့်လဲဆိုတော့ Pride သမားတွေကအများပြည်သူကိုကူညီပေးနေတယ်Pride သမားတွေတကယ်ဒုက္ခကြုံလာတဲ့အခါမှာဆိုရင်ပရိုက်တာသမားအချင်းချင်းကဝန်းရံပေးကြတယ်မို့ဒါပေမဲ့ပရိုက်တာသမားတွေအခက်ခဲဖြစ်တဲ့အခါမှာအများကြီးအခက်ခဲဖြစ်ပါတယ်ကျွန်တော်တို့ဆိုရင်အခုကျွန်တော်အတွေ့အကြုံကျွန်တော်ပေါ့နော်ကျွန်တော်ဆိုရင်31ရက်နေ့ကကျွန်တော်အိမ်မီးလောင်သွားတယ်အိမ်မီးလောင်သွားတဲ့အခါမှာဒီ3ရက်နေ့မှာကျွန်တော်ဒီတင်တန်းကိုလာတက်တယ်ဘာကြောင့်တက်တာလဲကျွန်တော်တို့တက်တာမဟုတ်ဘူးကျွန်တော်တို့အများပြည်သူတို့အခက်ခဲဖြစ်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့တက်တာအဲ့တော့ပရိုက်တာသမားတွေကိုအဓိကပြောချင်တာတော့ဝန်းရံပေးကြပါအဲ့ဒါလေးပဲပြောချင်ပါတယ်